ဒူရီချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါဒူရီရွှေရတောင် channel မှာကြိုဆိုပါရစေဒူရီရွှေရတောင် channel မှာ9ရက်2လ2026မနက်ပိုင်းတဲတကွက်ထဲဆော်ရမယ်ပဝနန်းကိုတင်ပြပေးပါမယ်အဲ့ဒီမှာမိတ်ဆွေများအနေနဲ့ဒီခွန်ရဲ့ဒီ3ရက်ပေါင်းရင်3ညပါဒီခွန်ရဲ့ဒီ3ရက်ပေါင်းရင်3ညပါเนาะဒီ3ညရဲ့နက္ခတ်ကခွန်ဖြစ်ပေးရပါမယ်เนาะ3ညရဲ့နက္ခတ်ကခွန်ဖြစ်ပေးရပါမယ်เนาะအဲ့တော့3ညနက္ခတ်ခွန်ဖြစ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ဒီနှစ်ကဒီ9ရက်ဆိုလို့ရှိရင်3ညနက္ခတ်ခွန်မှာဒီ3ညရဲ့နက္ခတ်ခွန်ကဒီနှစ်နဲ့ဒီ9နဲ့ဆိုရင်ဒီမှာနှစ်ရှိထားတဲ့အတွက်ကြောင့်ဒီမှာ9ထိပ်စီထည့်ပေးရပါမယ်เนาะပရိတ်အနေနဲ့ပြောပြရမယ်ဆိုရင်ဒီနှလုံးပေါင်းနှစ်ကို2ရက်နက္ခတ်က4ပရိတ်ပါဒီမှာကျွန်တော်တို့က3ညနက္ခတ်ခွန်ဖြစ်ဖို့အတွက်ဒီမှာနှစ်ရှိထားတယ်ဆိုတော့ကျွန်တော်တို့က9ထိပ်စီကိုထည့်ပေးရပါမယ်အဲ့ဒီမှာပရိတ်အနေနဲ့က3ညရဲ့2ရက်ပေါင်းတော့2ရက်နက္ခတ်က4ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ9ထိပ်စီရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့က9ကိုထည့်ပေးရပါမယ်เนาะနောက်တစ်ခါဒီ3ညရဲ့ဒီ8ရက်ပေါင်းလို့ရှိရင်8ပါเนาะဒီ3ညနဲ့8နဲ့ပေါင်းတော့8ပါ8ရက်နက္ခတ်က1ပါဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာနှစ်ရှိထားပါလေဒီနှစ်ကဒီ9ရက်ပေါင်းလို့ရှိရင်1ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီနှလုံးပေါင်းကပရိတ်အနေနဲ့ပြောရမယ်ဆိုရင်ဒီနှလုံးပေါင်းက1ပါเนาะ1ရက်နက္ခတ်8ဖြစ်ပေးရပါမယ်ဒီ3ညနဲ့8ရက်ပေါင်းတော့8ရက်နက္ခတ်1ဖြစ်ဖို့အတွက်ဒီမှာနှစ်ရှိထားပါတယ်နှစ်ရှိထားတဲ့အတွက်ကြောင့်ဒီမှာ1ဖြစ်ဖို့အတွက်6ထိပ်စီထည့်ပေးရပါမယ်6ထိပ်စီထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းက1ဖြစ်တဲ့အတွက်ကြောင့်1ရက်နက္ခတ်က8ဆိုတော့1ရက်နက္ခတ်8ဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီမှာ6ထိပ်စီရထားဆိုတော့9နောက်ပိတ်ကိုထည့်ပေးရင်ဒါနှလုံးပေါင်းရင်8ဖြစ်သွားပါမယ်เนาะအဲ့ဒီမှာနောက်တစ်ခါဒီ9ရက်ဒီ9ရက်ပေါင်းရင်9ရက်5ရက်ပေါင်းလို့ရှိရင်4ပါ4ရက်နက္ခတ်က2ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုင်းပဲဒီ3ညကိုသူ့ရဲ့နက္ခတ်ခွန်ဖြစ်ဖို့အတွက်ဒီနှစ်ကဒီ9ရက်ဒီနှစ်ကဒီ9ရက်ပေါင်းရင်ခွန်ပါဒီ3ညရဲ့8ရက်ပေါင်းရင်8ဖြစ်တဲ့အတွက်ကြောင့်8ရက်နက္ခတ်က1ပါ1ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကဒါရဲ့ဒီနှစ်ကဒီ9ရက်ပေါင်းလို့ရှိရင်1ပါเนาะအဲ့တော့ဒီမှာက9ရက်5ရက်ပေါင်းတော့4ပါ4ရက်နက္ခတ်2ဖြစ်ဖို့အတွက်
ကျွန်တော်တို့ကဒီမှာတစ်ရှိနေပါတယ်တစ်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာတစ်ထိပ်ကိုထည့်ပေးရပါမယ်တစ်ထိပ်ကိုထည့်ပေးရပါမယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ break ကိုပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်းက3ညပါ3ညဖြစ်တဲ့အတွက်ကြောင့်3ညရဲ့နှစ်ခတ်ခွန်ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာတစ်ထိပ်စီးရထားပြီဆိုတော့6နောက်ပိတ်ကိုထည့်ပေးရပါမယ်ဒါဆိုလို့ရှိရင်16ဆိုတော့ခွန်ပရိတ်ကိုရရှိပါမယ်ကဲမနက်ဖြန်9ရက်2လ2026မနက်ပိုင်းမှာတဲ့တကွက်ထဲစောရမယ်ပေါက်ကနန်းကဘာများဖြစ်နိုင်မလဲဒီမှာ9ရှိပါတယ်9ရက်3ညရဲ့ပေါင်းတော့9ရက်3ညရဲ့ပေါင်းတော့9ပါ9ရက်3ညရဲ့ပေါင်းတော့9ပါ9ရက်နှစ်ခတ်က6ဖြစ်ပါတယ်9ရက်နှစ်ခတ်က6ဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့9ရက်နှစ်ခတ်6ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ4ရှိနေပါတယ်နော်4ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ6ဖြစ်ဖို့အတွက်ဆိုရင်နှစ်ထိပ်စီးကိုထည့်ပေးရပါမယ်နှစ်ထိပ်စီးထည့်ပြီးမှဒီနှလုံးပေါင်းခြင်းက6ဖြစ်ပါမယ်နော်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ break နဲ့ကတ်ရမယ်ဆိုလို့ရှိရင်ဒီ3ညက6ရက်4ရက်ပေါင်းတော့3ညပါ3ညရဲ့နှစ်ခတ်ခွန်ပရိတ်3ညရဲ့နှစ်ခတ်ခွန်ပရိတ်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီမှာနှစ်ထိပ်စီးရနေပြီဆိုတော့နောက်ပိတ်အနေနဲ့ကျွန်တော်တို့က9နောက်ပိတ်ကိုထည့်ပေးရပါမယ်ဒါဆိုလို့ရှိရင်မနက်ဖြန်9ရက်2လ2026မနက်ပိုင်းမှာကျွန်တော်တို့အနေနဲ့ထိုးရမယ်တဲ့တကွက်ကောင်းကတော့25ပဲဖြစ်ပါတယ်25တဲ့စော်ပေါ့ဗျာဟုတ်တယ်မလားကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးကံကောင်းနိုင်ကြပါစေမင်္ဂလာပေါင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော်ရဲ့တူးရီရွှေရတောင် channel လေးကိုလည်းအမြဲကြည့်လို့ရအောင် like and subscribe လေးလုပ်ပေးကြပါလို့မေတ္တာရက်ခံခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်